ဘောတုတ္တပမင်္ဂလာပေါင်းနဲ့ခံကြပြည့်စုံကြပါစေဗျာဒီနေ့တော့ဘုရားခုနှစ်စုမှာတန်ရေချမ်းစီမီတွေကတ်လှူပါတယ်အမိုးတွေကတော့ပြီးသွားပြီဗျနော်အမိုးတွေကပြီးသွားပြီဒီအကာတွေပဲကျန်တော့အကာတွေနဲ့ဒီရှစ်ဘက်ကဘုံနကားတွေပေါ့နော်ဒါမျိုးတွေပဲကျန်တော့ဒီဘက်ဒီမှာတော့လူသေးတာပေါ့နော်ဒီဘက်ဒီမှာအလှစင်တာလေးတွေကျန်အောင်ပါပေါ့နော်လှစင်တာတို့တော့ဒီလိုကျွေပြားတွေခင်းတာမျိုးတွေဒါမျိုးလေးတွေအလှစင်တာလေးတွေကျန်ပါမယ်ဒီဘက်နောက်ဘက်ဒီမှာပေါ့ဗျာအဲ့လိုမျိုးလေးတွေလှစင်တာလေးတွေကျန်ပါတော့နော်ဒီလိုပန်းလေးတွေလှူပေးထားတာပါဒီလိုမျိုးတွေပေါ့ဒီလိုပန်းကနုတ်လေးတွေနဲ့ဒါမျိုးလေးတွေအလှစင်အဲ့ဒါမျိုးလေးအကာလေးတွေဒီနေ့ဆရာတို့ပြုတဲ့နော်ကုသိုလ်စုစုကိုခုနှစ်သားသမီးတွေကိုစီထပ်တူတတ်မြတ်ရရှိပြီးတော့ဘေးရမခအေးချမ်းကြပါစေချမ်းမြေ့ကြပါစေကောင်းကျိုးလူရင်ဆန္ဒတွေပြည့်ဝကြပါစေလို့ဆရာတို့ကဆုတောင်းမေတ္တာတက်ပို့သပေးပါတယ်ခုနှစ်သားသမီးတွေအားလုံးပေါ့လေနော်ဖျားခုနှစ်စုပေါ့ဗျာဒီနေ့ကနော်ထူးထူးခြားခြားတော့ဒီနေ့ကပန်းစလူတာပေါ့ဒီပန်းပေါ့နော်ဒီနေ့ပန်းစလူတဲ့နေ့ဖြစ်ပါတယ်ဒီဘက်မှာတော့ဝင်ရကားတွေပေါ့ဗျာဒီဘက်မှာတော့အကာရန်နေလောက်မှာပေါ့ဒါတော့ဝင်ပေါက်ဒီတော့ဝင်ပေါက်ဒီဘက်မှာဒီမှာတကားတွေလာမှာပေါ့နော်တန်တန်တကားတွေလာမှာပေါ့ကဲကိုစိန်မအေးချမ်းကြပါစေဗျာ